တောင်းပေါက်သွားတော့အလုတ်ထွက်ပြီးနေအိမ်ကိုချက်ချင်းပြန်လာခဲ့တယ်။ဘူရာယုံရောက်တော့လာကြိုဖို့အဖေကိုဖုန်းဆက်လိုက်တယ်။ဘာလို့ပြန်လာတာလဲဆိုတော့အလုတ်ပြုတ်လာလို့အိမ်မှာပဲလာကစားတော့မလို့နောက်ပြီးပြောလိုက်တယ်။အဲ့ဒီနေ့ကမိုးတွေအရမ်းရွာနေတာညနေဆောင်တဲ့အထိဘယ်သူမှလာမကြိုကြဘူး။မိုးတဲထဲမှာပဲအိမ်ကိုကိုပါတာပြန်လာခဲ့ရတယ်။အိမ်ပေါက်ကလည်းရောက်ရောအထဲကနေစကားတန်တွေကြားလိုက်ရတယ်။မိုးတဲတဲကိုအိမ်အမီပေါက်သွားပြောင်းရတာတကယ်ပဲအကုန်လုံးနဲ့အတွက်ကောင်းဖို့ကြီးပဲလေသူကအလုတ်ပြုတ်လာတာအိမ်ပြန်တောင်းရင်ဒုက္ခအဲ့ဒါကြောင့်ခက်မြန်မြန်သွားလို့ရတာ။ငငယ်ကလေးကတားယောက်ျားလေးကိုပဲပိုချစ်တဲ့အမေစကားတွေကြောင့်ရင်ထဲမှာအေးဆက်သွားတယ်။တကားကိုခောက်လိုက်တယ်။သမီးပြန်ရောက်လာပြီလား။မိုးအရမ်းသေးနေလို့နေ့အဖေထွက်မလာနိုင်တာမိုးတိတ်ရင်လာကြိုမလို့လုံနေတာ။ဖနက်စင်ပေါ်ကရေရွှေရွှဲနေတဲ့ဖနက်လေးရံကိုကြည့်လိုက်တယ်။အပြင်သွားထားကြတယ်မလား။မိုးမရွာခင်ကနင့်မရီအိမ်သွားထားတာအခုလေးတင်ပြန်ရောက်လို့ရေတွေဆူကုန်တာကို့အခန်းဘက်ကိုခရီးဆောင်အိတ်ဆွဲပြီးသွားလိုက်တယ်။တကားလဲဖွင့်လိုက်ရောအထဲမှာပစ္စည်းအဟောင်းတွေအပြည့်ပုံထားတယ်။အမေဒါဘယ်လိုဖြစ်ရတာလဲပစ္စည်းတွေကအဲ့ဒီမှာပဲထားတာလေနင့်မရီကတိမ့်ပေးထားတာလာတာဆောင်မှာကို့ပစ္စည်းတွေအကုန်ပစ်ချထားတာတွေ့တော့ဒေါသတွေထောင်းကနေထွက်သွားတယ်။ဒါဘာသဘောလဲဘသူသဘောလဲဒီအိမ်ကငါပတ်စံနဲ့ဝယ်ထားတာလေငါအတွက်အခန်းတစ်ခန်းတော့မရှိတော့ဘူးလားနင်ကဘသူကိုရည်ရွယ်ပြီးပြောနေတာလဲအိမ်ဝယ်ပေးထားတိုင်းဘဝင်မြင့်နေတာလားအားလုံးကမိသားစုတွေကြီးပဲကိုငါတယောက်တည်းကအပြင်လူဖြစ်နေလို့လားအခုငါ့ကိုနှင်ချချင်နေတာလားမလုပ်ကြပါနဲ့စိတ်လျှော့ကြပါအိမ်မှာပစ္စည်းတွေများလာလို့နေရာမရှိလို့နင့်အခန်းထဲသွားထားလိုက်တာပါဒီလိုလို့အကိုနဲ့မကြီးကဟိုတယ်မှာသွားအိမ်မယ်နင်ကငါတို့အခန်းမှာအိမ်မြန်မြန်ပစ္စည်းတွေသွားသိမ်းအပြင်မှာသွားအိပ်ရတာဘလောက်အဆင်မပြေဖြစ်လဲသမီးကဒီတစ်ခေါက်ဘယ်နှစ်ရက်လောက်နေမှာလဲအားလုံးရဲ့မျက်လုံးတွေကကိုယ့်စီရောက်လာတယ်ဒီတစ်ခေါက်ပြန်လာတာမထွက်တော့ဘူးဘာနင်ကမထွက်တော့ဘူးဒီအိမ်လေးကခြေချစရာတော့မရှိတော့တာနင်ကဘယ်မှာသွားနေမလို့လဲအကိုနဲ့မကြီးကဟိုတယ်သွားအိမ်မလို့ဆိုသမီးရဲ့အကိုနဲ့မကြီးကဟိုတယ်သွားအိပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေအမေနဲ့အခန်းကိုပြန်ရှင်းပေးမယ်အဲ့ဒီမှာပဲနေလိုက်တကားဝမှာပိတ်ရက်လိုက်တယ်ဒီအထဲမှာငါပစ္စည်းတွေကြီးပဲဘယ်သူမှလာမထိနဲ့မရှင်းလဲရပါတယ်အရင်ကဝယ်ထားတဲ့တိုက်ခန်းရှိသေးတယ်လေအဲ့ဒါကအလွတ်ကြီးမလားတော့ပေးအဲ့ဒီမှာသွားနေမယ်အဲ့ဒီတိုက်ခန်းမှာနင့်မကြီးရဲ့ညီလေးနေတယ်လေသွားနေလို့အဆင်မပြေဘူးဒါဆိုနောက်ထပ်ခြံကျဲကြီးနဲ့အိမ်ရှိသေးတယ်လေတော့ပေးနင်ကအိမ်ပြန်လာတာအိမ်တွေလာတောင်းတာလားဒါမှမဟုတ်ဒီအိမ်တွေအကုန်လုံးနေဝယ်ထားတာဆိုပြီးလာကြွားနေတာလားရှင်တို့စိတ်ထဲမှာကျမကအဲ့ဒီလိုလူမျိုးပေါ့အိမ်ပြန်လာတာတော့နေစရာနေရာမရှိဘူးကျမဝယ်ထားတဲ့အိမ်သုံးလုံးလုံးမှာကျမနေစရာမရှိဘူးဖြစ်နေတယ်အခုလာပြီးကြွားနေတယ်လို့ပြောရတယ်ပေါ့မိန်းကလေးတစ်ယောက်ကအသက်30ကျော်တဲ့အထိအိမ်တော်မပြုတ်ပဲအကိုနဲ့မကြီးအိမ်မှာလာကတ်နေတယ်ဆိုတာဘယ်သူမှလက်မခံနိုင်ဘူးအလုပ်ပြုတ်လာတာကိုဒီမှာအမြဲတမ်းလာနေမလို့လားကိုလည်းနည်းနည်းပြန်ကြည့်ဦးဒီအိမ်မှာနင်ဝင်ပြောစရာမလိုဘူးနင့်မကြီးကိုဘယ်လိုတွေပြောနေတာလဲငါကနင့်ကိုအလိုလိုက်ထားလို့ရတယ်သူကတော့နင့်ကိုတီးခံစရာအကြောင်းမရှိဘူးကျမဝယ်ထားတဲ့အိမ်သုံးလုံးမှာတစ်လုံးကအကိုတို့မင်္ဂလာဆောင်ဖို့တစ်လုံးကမကြီးရဲ့ညီလေးနေဖို့အကျိုးမြတ်တွေအကုန်ခံစားနေရပြီးတော့အခုမှလာဟန်ဆောင်မနေနဲ့တက်နိုင်ရင်အိမ်သုံးလုံးလုံးပြန်ပေးပြီးရင်မိမရောမိဘတွေကိုပါခေါ်ပြီးအိမ်ပေါ်ကဆင်းသွားကြနင်တော်တော်ရိုင်းပါလားဘယ်လိုလုပ်ပြီးဒီလိုကျေးဇူးကမ်းတဲ့ကောင်မလေးဖြစ်လာရတာလဲအားလုံးရှင်တို့ဖိအားပေးလို့ဖြစ်လာတာပဲနောက်တစ်ခေါက်ထပ်မေးမယ်အခုကျမအိမ်ပြန်လာနေမယ်အိမ်သုံးလုံးလုံးမှာကျမနေစရာမရှိဘူးဆိုတာတေချာလားတေချာတယ်ကောင်းပြီလေအဲ့ဒါဆိုလဲဒီနေ့ကစပြီးငါတို့ဆွေမျိုးအဆက်အသွယ်ဖြစ်ကြတာပေါ့ဒီနေ့ကစပြီးငါမှမိဘမရှိဘူးဆွေမျိုးမရှိဘူးဘယ်သူမှမရှိတော့ဘူးခရီးဆောင်အိတ်ဆွဲပြီးအိမ်ပေါ်ကနေဆင်းလာခဲ့တယ်ဟိုတယ်ရောက်တော့ရှေ့နေတငယ်ချင်းစီဖုန်းဆက်လိုက်တယ်ငါငွေပြည့်ချီပြီးဝယ်ထားတဲ့အိမ်သုံးလုံးကိုမိဘတွေကအခုနာမည်တွားပြောင်းထားတယ်ပြန်တောင်းလို့ရမလားလက်ဆောင်ပေးတဲ့စာချုပ်မရှိရင်ပိုင်ဆိုင်မှုကတေချာပေါက်ပြန်တောင်းလို့ရတယ်နင့်ကိုငါရှေ့နေအဖြစ်ငှားမယ်အဲ့ဒီအိမ်သုံးလုံးကိစ္စကိုနင်မဲ့အကုန်စီစဉ်ပေးတော့ဖုန်းချပြီးသွားတော့ရင်ထဲမှာဟာတာတာဖြစ်သွားတယ်အထက်တန်းကျောင်းသူဘဝကလေးကအလုပ်လုပ်ခဲ့ရတာတက္ကသိုလ်ပြီးတော့လဲအချိန်ပိုတွေဆင်းပြီးမစားရမတောက်ရစုဆောင်းလာတဲ့ပတ်စံနဲ့အိမ်သုံးလုံးဝယ်ခဲ့တယ်ရှိသမျှစုဆောင်းထားတာတွေအကုန်ပုံအောခဲ့ရပေမဲ့နောက်ဆုံးတော့ကိုယ့်အတွက်ဘာမှမကြံခဲ့ဘူးဖုန်းထုတ်ပြီးဘဏ်အကောင့်ထဲကကဏ္ဍတွေကိုကြည့်လိုက်တယ်တော်သေးတာပေါ့ငါမှပတ်စံတွေအများကြီးရှိနေသေးလို့တစ်သက်လုံးသုံးလို့မကုန်တဲ့ပတ်စံတွေရှိနေသေးတယ်နောက်နေ့မနက်အိမ်ရအယောင်ပြခန်းကိုချက်ချင်းသွားလိုက်တယ်ဒီအိမ်ကဒီအိမ်ရမှာအကောင်းဆုံးပဲ3,000တန်နဲ့အဲ့ဒီအိမ်ကြီးကိုချက်ချင်းငွေပြည့်ချပြီးဝယ်လိုက်တယ်အိမ်အကူတယောက်ငါပြီးစိန်ကြက်ကြက်နေလိုက်တာငင်းငင်းချမ်းချမ်းနဲ့လောက်နေပြီးချိန်မှာဖုန်းဝင်လာတယ်နေယူနေလားဘာလို့ငါတို့ကိုတရားစွဲရတာလဲငါတရားစွဲတာအကိုကိုလေအိမ်သုံးလုံးကိုအပိုင်စီးထားတာငါပတ်စံအပြည့်ပေးပြီးဝယ်ထားတာနင်းတောင်ပံမှာလာပြီးပေါ့ပြဿနာလေးနည်းနည်းတက်တာနဲ့တရားရုံးထိတောင်သွားရသလားအေးလေနင့်လိုမိဘတိတက်တဲ့သူကိုငါလည်းပြန်တရားစွဲမယ်ဆွေမျိုးအဆက်အသွယ်ဖြစ်တယ်ဆိုတဲ့စကားတခွန်းနဲ့အကုန်ပြီးသွားမယ်ထင်နေလားမိဘကိုကျွေးမွေးစောင့်ရှောက်ရမယ်စရိတ်တပြားမှရှော့ပေးလို့မရဘူးကောင်းပြီလေသွားတရားစွဲလိုက်တရားရုံးကဘယ်လောက်ပေးရမယ်ဆုံးဖြတ်ငါပေးမယ်ပို့ပြီးတော့တပြားမှမပေးနိုင်ဘူးဒီကောင်မစုံနင်းစောင့်ကြည့်နေလိုက်နင့်အကူရှေ့နေစားရရင်နင့်ကိုတက်လိုက်မယ်ကောင်းပြီလေငါစောင့်နေမယ်ဖုန်းချလိုက်တာနဲ့တကားလာခောက်တန်ကြားလိုက်ရတယ်မင်္ဂလာပါကျမကဘေးအိမ်ကအိမ်ကြီးချင်းမှာနှုတ်ဆက်မလို့လာခဲ့တာခဏနေရင်ကျမအိမ်မှာကျောင်းနေဖက်တငယ်ချင်းတွေပါတီလုံးမလို့စူညံသွားရင်နားလည်ပေးပါနော်ရပါတယ်ကိစ္စမရှိပါဘူးအသက်အရွယ်လည်းတိတ်မကွာဘူးဆိုတော့လာလေပါလားမြင်းမလို့လုပ်ပေမဲ့အရန်ဖော်ရနေတော့သူ့အိမ်ကိုလိုက်သွားဖြစ်တယ်တငယ်ချင်းတွေကိုမိတ်ဆက်ပေးနေတော့လူတယောက်ကိုတွေ့လိုက်ရတယ်နင်ကဒီကိုဘယ်လိုရောက်နေတာလဲအိမ်ကြီးချင်းကမရီးရဲ့ကျောင်းနေဖက်တငယ်ချင်းဖြစ်နေတာကိုငါပြောသားပဲအသက်ကြီးတဲ့အထိအိမ်တော်မကြပဲအလုပ်ပြုတ်လာတဲ့သူကငါတို့ကိုနောက်ယောင်ခံလိုက်ပြီးဒီအထိရောက်လာတာဒီလောက်ကြီးတဲ့အိမ်ကြီးကိုနင်မြင်ဘူးလို့လားသူကငါအိမ်ကြီးချင်းလေဘာနဲ့အိမ်ကြီးချင်းဟုတ်လားဘယ်လိုလုပ်ဖြစ်နိုင်မှာလဲနင်ကအလုပ်ပြုတ်သွားတာလေတယောက်တည်းနေတာတော့အိမ်ငါမနေပဲဘီလာကြီးကိုငှားနေနိုင်တယ်ပေါ့မငှားဘူးငါဝယ်ထားတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲနင်ကအိမ်သုံးလုံးဝယ်လိုက်လို့ရှိသမျှပတ်စံတွေအကုန်ပြောင်းသွားပြီလေပြီးတော့အလုပ်ကပါအထုတ်ခံရတာဘယ်ကပတ်စံနဲ့ဝယ်ရတာလဲ10နှလုံးလုံးပင်ပန်းခံရှာထားတဲ့ပတ်စံနဲ့ဝယ်ထားတဲ့အိမ်သုံးလုံးကိုနင်တို့ကအရှက်မရှိသိမ်းထားတယ်မလားရောက်ခမတွေကဝယ်ပေးတာဆိုအော်ဒါနဲ့ငါရှိနေစီကစားရောက်နေလောက်ပြီကို့အိမ်လေးကိုမြန်မြန်သွားဝယ်ထားကြတရားရုံးကအမိန့်ချလို့အတင်းအကျပ်ဖယ်ရှားခံရရင်နေစရာမရှိပဲဖြစ်နေဦးမယ်ရှောက်ပြောမနေနဲ့သူ့စကားတွေကိုဘယ်သူမှမယုံကြနဲ့နင်ဘာတွေများမကောင်းတာလုပ်ထားလို့ဘီလာကြီးဝယ်နိုင်ရတာလဲငါကိုလာမထိနဲ့ညစ်ပတ်တယ်ပြောပြီးတာနဲ့အိမ်ထဲကနေထွက်လာခဲ့တယ်အကိုနဲ့မကြီးကနောက်ကနေလိုက်လာကြတယ်အိမ်ရောက်တာ
တာနဲ့တကားကိုအထဲကနေတောက်ခတ်ပစ်လိုက်တယ်အခုသူတို့ငါဘယ်မှာနေလဲတိသွားပြီဆိုတော့ဒီမှာနေရင်အေဂျင့်တော့မှမဟုတ်ဘူးအိမ်အကူကောင်မလေးကိုပစ္စည်းသိမ်းခိုင်းပြီးနောက်နေ့မနက်အစောကြီးခရီးထွက်လာခဲ့တယ်ဖုန်းကိုပိတ်ထားလိုက်ပြီးလောဝက်လောက်ဘသူအနှောက်ရှက်မှမရှိပဲလဲပတ်နေလိုက်တယ်အိမ်အကူကောင်မလေးကဖုန်းလေးကင်ပြီး boss ကအလကားလိုက်လေခိုင်းတယ်ဆိုပြီးဗီဒီယိုရိုက်တင်လိုက်တာအဲ့ဒီဗီဒီယိုကနာမည်ကြီးသွားတယ် boss ကြီးကြည့်ဦးကျမလည်းအလုပ်ထွက်ပြီးအိမ်အကူသွားလုပ်တော့မယ်တဲ့အခု follower ကတန်းတောင်ပြည့်တော့မယ်နောက်တစ်နေ့ကျတော့ online မှာ comment တစ်ခုတက်လာတယ်မိဘအိမ်တွေကိုလူယူထားတဲ့ကျေးဇူးကတ်နဲ့သမီးဘီလာကြီးနဲ့နေနိုင်ရက်နဲ့လက်ပြမလုံးဘူးလားတဲ့ဖက်ကြည့်လိုက်တော့မကြီးဖြစ်သူကဗီဒီယိုတင်ပြီးဆွဆွဲထားတာဖြစ်နေတယ် boss ဘယ်လိုလုပ်မလဲအားလုံးက boss ကိုဆဲနေကြပြီကိစ္စမရှိဘူးဘာမှမတုံ့ပြန်တဲ့ဦးသူတို့ပြောပါစေဦးအခြေအနေတွေကတော်တော်ဆိုးလာတယ် online မှာဆဲဆိုတန်တွေကလည်းမရက်မနာပဲငါရှာကျွေးခဲ့ရတဲ့10နှစ်စာပတ်စံတွေနဲ့အိမ်သုံးလုံးဝယ်ပေးခဲ့ရတာအခုကကိုပစ္စည်းကိုပြန်တောင်းတာပဲရှိသေးတယ်လုပ်ဖို့ကင်ဖက်ဟောင်းတချို့ကဝင်ရှင်းပြပေမဲ့ဆဲတဲ့သူတွေများလုံးလို့အတန်တွေပျောက်ကုန်တယ်နောက်နေ့ကျတော့ live လွှင့်ပြီးအထောက်ထားတွေအကုန်ချပြလိုက်တယ်ကြည့်ရှုသူတွေတိမ်ကနန်းလောက်ရောက်လာတဲ့အချိန်မှာဆဲဆိုတဲ့စကားတွေကပြည့်နေနေတာပဲဘာမှပြန်မပြောပဲပတ်စံလွှဲထားတဲ့မှတ်တမ်းတွေအိမ်ဝယ်ထားတဲ့စာချုပ်စာတမ်းတွေကိုမျက်နှာပြင်တစ်ခုလုံးအပြည့်ချပြလိုက်တယ်ခဏနေတော့ comment တွေအကုန်ပြောင်းသွားပြီးတနာတဲ့သူတွေကြီးပဲဖြစ်သွားတယ်ရုတ်တရက် comment တစ်ခုကဗီလာကြီးကိစ္စကိုမေးလာတယ်တကယ်တော့ပတ်စံရှိတာကိုမပြချင်ပါဘူးဒါပေမဲ့အခုလိုဖြစ်လာမှတော့လေပြောပြရတော့မှာပေါ့ဟိုတလောကထိပေါက်ထားတာအလုတ်ကထွက်ပြီးအိမ်ပြန်လာတာကမိသားစုနဲ့အတူတူအေးအေးဆေးဆေးနေမလို့ပါဒါပေမဲ့သူတို့ကကျမကိုအလုတ်ပြုတ်လာတယ်ဆိုပြီးအထင်သေးခဲ့ကြတာလေ like ပိတ်လိုက်တာနဲ့ဖုန်းထဲမှာ message တွေဝင်လာတယ်နင်ကတော်တော်ကောက်ချစ်တဲ့ကောင်မလေးပဲထိပေါက်တာတော့မိဘကိုလှည့်မကြည့်ဘူးစာပြန်လိုက်တယ်အတော်လွန်ခဲ့တဲ့10နှစ်ကချေးထားတဲ့တိန်းတရာကိုတလအတွင်းပြန်ဆက်ပေးပါဆွေမျိုးတွေဂရုထဲမှာလည်းအကုန်လုံးကငါ့ကိုအပြစ်တင်နေကြတယ်စာတွေကိုဖတ်ရင်းနဲ့အချိန်မဖြုံးချင်တော့ဘူးသူတို့ကအရန်တနာနေတယ်ဆိုရင်လေအဲ့ဒီအိမ်ကိုသူတို့စီပြောင်းခိုင်းလိုက်ကြလေစာပို့ပြီးတာနဲ့ဂရုထဲကနေချက်ချင်းထွက်လာခဲ့တယ်ဘသူအကြံလဲတော့မသိဘူးအမေကတရားရုံးမှာငါ့ကိုကျွေးမွေးဆောင်ရှောက်စေးတောင်းဖို့တကယ်ပဲတရားစွဲတယ်ဒါပေမဲ့ရေရတာကတရားရုံးကတတ်မှတ်ထားတဲ့အသက်အရွယ်မရောက်သေးလို့ဆိုပြီးအမှုကိုပလက်လိုက်တယ်တရားရုံးကအိမ်သုံးလုံးကိုငါပိုင်ဆိုင်မှုအဖြစ်အနိုင်ပေးလိုက်ပြီးအကိုဖြစ်သူကတရားရုံးဆုံးဖြတ်ချက်ကိုရရချင်းပဲဆွဲဖြတ်ပစ်လိုက်တယ်ငါလုံးဝအမိပေါက်ပြန်မပြောင်းပေးနိုင်ဘူးနေငါ့ကိုဘာလုပ်နိုင်မှာမို့လို့လဲအဲ့ဒါဆိုလေတရားရုံးကနေအတင်းအကျပ်ဖယ်ရှားခိုင်းတဲ့အမိန့်ပဲတောင်းရတော့မှာပေါ့တလအတွင်းဖယ်ပေးရမယ်အမိပေါက်ပြောင်းပြီးမှသိရတာကကျောင်းသားကအိမ်မှာမရီးရဲ့မိဘတွေနေပြီးတိုက်ခန်းမှာကမရီးရဲ့ညီလေးနေနေတာပဲတလပြည်တော့တရားရုံးကတာဝန်ရှိသူတွေလာပြီးဖယ်ရှားခိုင်းတယ်မရီးရဲ့မိဘတွေကအိမ်ပေါ်ကမစင်ပဲကျမ်းပြင်ပေါ်လူလိမ့်ပြီးအော်ငူကြတယ်ဘာလို့ငါတို့ကိုနှင်ချရတာလဲဒါငါသမီးအိမ်လေဒါကပိုင်ရှင်ဖြစ်သူရဲ့အိမ်မှာမဖယ်ပေးဘူးဆိုရင်ဥပဒေအရအေးအေးယူရပါလိမ့်မယ်နောက်ဆုံးတော့လေအတင်းအကျပ်ဆွဲထုတ်ခံလိုက်ရတယ်အဲ့ဒီလိုမျိုးအဆက်ကွဲသွားတော့မရီးကအကိုနဲ့ကွာရှင်းလိုက်တယ်အကိုကပစ္စည်းမဲ့နဲ့အိမ်ပေါ်ကဆင်းပေးလိုက်ရပြီးနောက်ပိုင်းအလုပ်ပါပြုတ်သွားတယ်လူမိုက်တွေစီကပတ်စံအကျွေးတောင်းခံရပြီးရက်ွက်ထဲမှာအောင်ခံဖြစ်သွားတယ်မိဘတွေကဘီလာအိမ်ရှိမှာနေတိုင်းလာဆောင်နေကြတယ်တနေ့ကျတော့လူတစ်ယောက်ကငါနာမည်ကိုအော်ခေါ်လိုက်လို့အပြင်ထွက်ကြည့်လိုက်ရတယ်အပြင်လဲရောက်ရောအမေနဲ့အဖေကပြေးလာကြတယ်သမီးရဲ့နေငါဘလို့လုပ်ပြီးဒီလောက်တောင်ရက်ဆက်ရတာလဲအထက်တန်းကျောင်းလုံးကအကိုရဲ့အင်ဂျီအဟောင်းတွေကိုဝစ်ခဲ့ရလို့တငယ်ချင်းတွေရဲ့လောင်ပြောင်တာကိုခံခဲ့ရတယ်ညစ်နဲ့တဲ့အထိအချိန်ပိုဆင်းပြီးရှာထားတဲ့ပတ်စံတွေကိုအကိုရဲ့မင်္ဂလာဆောင်အိမ်ဝယ်ဖို့အကုန်ပေးခဲ့ရတယ်အလုပ်ပြုတ်လာတဲ့နေ့ကဆိုအခန်းတစ်ခန်းလေးတောင်ဖယ်မပေးချင်ကြဘူးလေအဲ့ဒါငါကရက်ဆက်တာလားမိဘတွေကတကယ်မှားသွားပါပြီငါတို့ကိုပြစ်မထားပါနဲ့ကျွေးမွေးဆောင်ရှောက်စေးကိုဥပဒေတိုင်းပေးမဲ့တရားမှမလျှော့ဘူးဒါပေမဲ့ကြံတာတော့ဘာမှမစင်စားနဲ့သမီးရဲ့နေ့အကိုကိုကူညီပါဦးနှစ်မှာပတ်စံတွေအများကြီးရှိနေတာပဲနောက်ထပ်အိမ်တစ်လုံးလောက်ဝယ်ပေးလိုက်ပါမဝယ်ပေးဘူးဆိုရင်ဒီကနေလုံးဝမထွက်ဘူးလုံခြုံရေးတွေကိုခေါ်ပြီးအကုန်ဆွဲထုတ်ခိုင်းလိုက်တယ်ပါဇက်ကနေလဲကျေးဇူးကန်းတဲ့သမီးလို့အော်ဆဲသွားသေးတယ်အိမ်ထဲကိုပြန်ဝင်မလို့လုံတုံရင်းနှီးတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်မရိုက်ကြပါနဲ့ကျွန်တော်မှပတ်စံမရှိတော့ဘူးညီမလေးစီမှာသွားတောင်းကြပါအဖေအမေအကိုဒါကကျမရဲ့10နှစ်စာလူပြိုမှုတွေကိုပေးဆက်ပြီးရင်းနှီးခဲ့ရတဲ့ဆွေမျိုးမြတ်တာတွေပေါ့အဲ့ဒီနောက်မှာအိမ်သုံးလုံးကိုရောင်းပစ်လိုက်တယ်ထိပေါက်တဲ့ပတ်စံတစ်ဝက်ကိုဆင်းရဲတဲ့ဒေတာကအကြောင်းတွေအတွက်လှူလိုက်တယ်အခုတော့အိမ်အကူကောင်မလေးနဲ့အတူကဘာပတ်ပြီးခီးတွေထွက်နေလိုက်ပြီပါရီမှာအီဖဲမျောစင်ကိုတွားကြည့်တယ်အိုက်စလန်မှာမြောက်ပိုင်းအလင်းတန်းတွေကိုတွားကြည့်တယ်အာဖရိကမှာစေတနာဝန်ထမ်းတွားလုပ်တယ်တကယ်တော့ကိုယ့်အတွက်အကောင်းဆုံးမိသားစုဆိုတာကိုယ်တိုင်ပဲဆိုတာနားလည်သွားတယ်ရှေ့ဆက်ပြီးတော့ကိုယ့်ဘဝအတွက်ပဲကိုရှင်တန်တော့မယ်